Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဘောလုံးပွဲခံမှန်းလေးတွေကိုကျွန်တော် TikTok မှာမတင်မေးတော့ဘူး TikTok မှာမတင်တော့မဟုတ် TikTok bio မှာကျွန်တော်ရဲ့ Telegram channel link ရှိတယ်အဲ့ဒီကိုသွားပြီး join ပေးအဲ့ဒီမှာကျွန်တော်တစ်နေ့ကိုတစ်ပွဲပေးမယ် body free တစ်ပွဲပေးမယ်ပေါ့နော်body free ဆိုတော့ရောင်းလည်းရောင်းမစားပါဘူးကျွန်တော်အဲ့တစ်ပွဲပေးမှာပါဗျာမနက်စောစောပေါ့6 နာရီလောက်ကျွန်တော်တင်ထားပေးမယ်ညဆိုလည်းညပေါ့ကျွန်တော်ပို့ထားပေးမယ်TikTok မှာပေးလို့မရဘူးဘာလို့ TikTok မှာပေးလို့မရလဲဆိုတော့ TikTok ဖြည်းဖြည်းချတယ်အဲ့တော့ကျွန်တော်ဒီအကောင့်လေးတော့ပြတ်မခံနိုင်ဘူး TikTok မှာမပေးဘူးအခုကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာက Messi နဲ့ဒိုလေးအကြောင်းဖြစ်တယ် Messi နဲ့ဒိုလေးအကြောင်းမှာ Messi fan အစ်စ်တွေဒိုလေး fan အစ်စ်တွေကိုပြောချင်တာမဟုတ်ဘူးစောက်သုံးကြတဲ့ Messi fan အတူတွေဒိုလေး fan အတူတွေပြောချင်တာတအားအားချောင်းတယ်အဲ့တော့ဒီကစားသမား2ယောက်ကဘောလုံးလောကရဲ့ group 2ယောက်ဖြစ်တဲ့အတွက်ဂုရုကြီး2ပါးဖြစ်တဲ့အတွက်သူတို့ကိုရှင်းစရာမလိုဘူးကျွန်တော်ပြောပြီးသားเนาะ42နှစ်အရွယ်စီယိုနဒိုကကမ္ဘာဖလားဝင်ကန်းနေတာเนาะဂိုးတွေပါရှူးတယ်နေရဆိုမင်းတို့42နှစ်ရွယ်မင်းတို့ဘာလုပ်နေမှာလဲမင်းတို့စလိတ်ဖွာပြီးဘီယာဆိုင်ထိုင်နေမဲ့ကောင်တွေဘိုက်တွေပူးနေမှာငါဆိုတဲ့ကိုတက်30ဘိုက်ပူးနေပြီမျက်နှာတွေဖောင်းနေပြီဒိုလေးနေထားလဲမင်းတို့ကြည့်လိုက်အောင်မင်းတို့ကွာငါပြောမယ်မင်းတို့42နှစ်ရွယ်မင်းတို့ဘာလုပ်နေမှာလဲမင်းတို့ကမ္ဘာဖလားကန်ပါလားနိဖူးဆဲတော့မကန်နိုင်တော့တဲ့ကောင်တွေမင်းသွားပြီးဟိုဖိုးယူသွားဒိုလေးကိုဦးလေးလောက်ရွေကိုသွားပြီးမင်းတို့ကဝေးပန်းနေမက်ဆီလည်းအတူတူပဲ38နှစ်ရွယ်သူလုံးပြနေတယ်မင်းတို့38နှစ်မင်းတို့ဘာဖြစ်လဲလင်ယူသားမွေးဖြစ်နေပြီမင်းတို့ကောင်နော်မင်းတို့ဘာတွေကမဟုတ်သေးဘူးမင်းတို့အဲ့နှစ်ယောက်ကိုမင်းတို့ရှောက်မပြောနဲ့သူတို့နှစ်ယောက်ရှင်းလို့လည်းမရဘူးသူတို့ဟာနဲ့သူအေးဆွေးသူတို့ဆွမ်းဆောင်ရည်တက်တည်ပြနေကစားသမားကြီးတွေဒိုလေးကိုကြိုက်တယ်မလားအေးဆွေးအားပေးမက်ဆီကိုကြိုက်တယ်မလားအေးဆွေးအားပေးအမုန်းတရားကြီးမပွားနဲ့ပြောတာခုနေ့ကဒိုမက်ဆီကဟွာရှူသွားတယ်ဟတ်ထွေရှူသွားတယ်အကြီးလေးကိုပါဒိုလေးစပိန်ကိုဟတ်ထွေရှူလိုက်လာပြဘာလို့မှာတော့ဟုတ်တယ်မလားဥမက်ဆီကောင်းတယ်သူ့ရဲ့အသက်အရွယ်နဲ့38နှစ်အသက်အရွယ်နဲ့သူလောက်ပြနေတယ်အဲ့တော့ဒိုလေးလည်းမင်းညာသူလည်းသူ42နှစ်အရွယ်ကြီးနဲ့လောက်ပြနေတယ်ဟာအဲ့တော့မက်ဆီဖန်ကြီးကလာဟောင်ကြပြန်အောင်ဘာလဲဥပ္ပဘာလဲဥစဘကစတာအဲ့အသင်းကိုလောက်ကတော့ဘာဖြစ်အဲ့အသင်းလောက်ကတော့ရှီစစ်ပွဲကန်နေရမဟုတ်ကမ္ဘာဖလားကန်နေတာအခုမင်းတို့နေတဲ့နိုင်ငံတော်ကန်လို့လားကမ္ဘာဖလားဟမ်မင်းတို့ဟိုဘိုးဘေးဘီပင်ကမကန်ရဘူးကမ္ဘာဖလားရှောက်ပြောမနေနဲ့သူများဟောမင်းဥစဘကစတာဆိုတဲ့နိုင်ငံကမ္ဘာဖလားကန်ရတယ်မင်းတို့နိုင်ငံကန်လို့လားဒီမင်းတို့ဘွာလည်းမကန်ကမ္ဘာဖလားလည်းမကန်နဲ့ရှောက်ဝေးဖန်လေးကန်မင်းတို့လက်တွေကောင်ခုတ်ပြတ်ရှင်တယ်မင်းတို့ကောင်နေရှောက်အားမချောင်းနဲ့ဒီတော့ပဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဘလုံးဘက်ခမန်နေလို့ရှိနေဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel ကို join မိကြပါအားလုံးကျေးဇူးတင်ပါတယ်